ဒီနေ့ကတော့ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးသမ္မတထရမ့်ရဲ့အားသင့်စရာကြေညာချက်တစ်ခုကြောင့်အချင်းချုပ်ပြောပြခြင်းပါတယ်ယူကရိန်းမှာရာဒီဥတုကအေးခဲတော့မလို့ဖြစ်နေတဲ့အချိန်မှာထရမ့်ကရုတ်တရက်ထပ်ပြီးပူတင်နဲ့အပိအခတ်ရက်စဲရေးသဘောတူညီချက်တစ်ခုရထားတယ်လို့ကြေညာလိုက်တာပါပထမချက်ကတော့ထရမ့်ရဲ့ကြေညာချက်ပါပဲသူကပြောလဲဆိုတော့အခုယူကရိန်းမှာအပူချိန်က -24 degree centigrade လောက်ထိကျနေတော့သူကိုယ်တိုင်ပူတင်ကိုတိုက်ရိုက်တောင်းဆိုတဲ့အတွက် Kyiv မြို့နဲ့တခြားမြို့တွေကိုတပတ်လောက်တိုက်ခိုက်တာတွေရပ်ပေးဖို့ပူတင်ကတဘောတူလိုက်တယ်တဲ့ဒုတိယချက်ဒီကိစ္စပေါ်တုံ့ပြန်မှုတွေကတော့မရေရပါဘူးယူကရိန်းသမ္မတဇလန်စကီကတော့ကြိုးဆိုတယ်ဒါမဲ့ရုရှားဘက်ကကြတော့ဒီသဘောတူညီချက်ကိုအခုထိကြားမယ်အတိမဖြူတိမှုတဲ့ပိုဆိုတာကသဘောတူညီချက်ရှိတယ်ဆိုတဲ့တောချနယ်မနဲ့မှာကိုရုရှားက drone အဆင့်80လောက်တုံးပြီးယူကရိန်းဒေသတွေကိုတိုက်ခိုက်နေတော့မယ်နောက်ဆုံးတစ်ချက်ကတော့ဒီကြီးညာချက်ရဲ့နောက်ကွယ်ကတန်တမန်ရေးဆွေးနွေးမှုတွေပါဒီကြီးညာချက်ဟာမကြာသေးခင်က UAE မှာအမေရိကန်ရုရှားနဲ့ယူကရိန်းတို့သုံးဘက်ဆန်းတွေ့ပြီးမှထွက်လာတာလို့ဆိုပါတယ်တုံ့ပြန်တဲ့အနေနဲ့ယူကရိန်းကလည်းရုရှားရဲ့ရေနံချက်စက်ရုံတွေကိုတိုက်ခိုက်နေတာခဏရပ်ပေးဖို့သဘောတူထားတယ်လို့ BBC ကသတင်းထုတ်ထားပါတယ်ဆိုတော့အချို့ပြောရင် Trump ရဲ့ကြီးညာချက်ကမျှော်လင့်ချက်တစ်ခုလို့ဖြစ်နေပြီပဲရုရှားရဲ့အတိတ်ဖြူချက်မရသေးပဲတိုက်ခိုက်မှုတွေလည်းဆက်ဖြစ်နေတာကြောင့်အခြေအနေကတော့မရေရာပဲရှုပ်ထွေးနေစေပါပဲ